cái alo mình là đó cho nó biết là bao design đầu này thì tầm nhiêu là tầm nhiêu này thì nên cho nó tầm nhiêu là được bao đầu bộ chỉ vậy thì lâu ra bao design ông lấy cho nó đi lao tầm nhiêu lại bạn thì đó đi bao nào bây cho nó được design là tầm nhiêu cho nó lâu mà phải bạn cho bao lâu là thảo cho nó chim này cho nó ở thảo thì bao cho nó là bao ngàn luôn đấy cho nó được design bao ngàn luôn mà thì đó bao lâu là thảo cho nó chim đấy đó cho nó lâu mà Photoshop CF5 về phía CS về phía phía tại mình nên đi về qua chạm mà đó nhảy nó mà qua chạm cho nó tao là CF5 đó cho nó lâu mà bỏ file ra bị U3 này đó cho nó lâu mà bỏ tay vào mà phải bạn đó cho nó lâu mà bỏ cháu làm rồi nhìn nó cho nó bảo lòng lên rồi cho nó đi phá này mà đi trong nó mà nhà chỗ này outside bên nhà này chỉ bạn đấy sẽ làm như vậy maybe cũng phải đủ ở trên rồi này lại naဒီလိုမျိုးလေးဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲ control ပြီးတော့ control J ကိုချက်နှိပ်လိုက် control J နှိပ်လိုက်တာဒီပိုင်းနဲ့ layer copy ဆိုတဲ့ဥစ္စာတစ်ခုပေါ်လာမှာဖြစ်ပါတယ်။အဲ layer copy ကိုကျွန်တော်တို့မျက်လုံးပုံစံမျိုးကျွန်တော်တို့တစ်ချက်ပိတ်ထားလိုက်။ပိတ်ပြီးရင်ကျွန်တော်တို့မူရင်း layer 0ကိုကျွန်တော်တို့လေဘာလုပ်မလဲဆက်လက်ပေးထားလိုက်။ဆက်လက်ပေးထားကျွန်တော်ဘယ်လိုတောင်းလဲဖတ်တာတော့မယ်။သွားပြီးဖတ်တာနဲ့ပဲသွားမယ်။ဖတ်တာသုံးကိုသွားမယ်။အဲ့ဒါချင်းဒီမှာကျွန်တော်တို့ကြိုက်တဲ့ design ကိုထည့်လို့ရပါတယ်ကျွန်တော်အခုလုပ်မဲ့ design ကတော့ဒီထဲကနေပြီးတော့ design နှစ်ခုရှိတယ်6ခုရှိတာနဲ့ကိုကြိုက်တဲ့ design ကိုယူမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကအရင်ဆုံးဒီ design ကိုကျွန်တော်ကြိုက်တဲ့အတွက်ကျွန်တော်ရွေးချယ်လိုက်ပါအဲ့တော့မိတ်ဆွေတို့လည်းကိုကြိုက်တဲ့ design ကိုရွေးပြီးတော့ okay လို့ဖြည့်လိုက်ပါဟုတ်ပြီဒီလိုပဲရပြီဆိုကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့ကအယောင်နဲ့လောက်အောင်မှာဖြစ်ပါတယ်အယောင်လောက်မှဆိုရင်ကျွန်တော်တို့လေကျွန်တော်ဝင်တဲ့တိုင်းနေရာဝင်သွားပြီးတော့ကိုလိုချင်တဲ့အယောင်လောက်ပါအခုကျွန်တော်ကတော့လက်အယောင်ပဲရွေးထားလိုက်ပါတယ်ဘာအယောင်မှမရှိတဲ့လက်အယောင်ပဲရွေးထားလိုက်ပါကိုအယောင်နေရင်တော့နည်းနည်းပေါ့ကိုဘယ်နှကိုချင်းကြပါကိုကြိုက်တဲ့အယောင်ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာကိုကျွန်တော်ပြန်သွားမယ်သွားပြီးဆိုတာလည်းကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ new layer တစ်ခုတည်ဆောက်မှာဖြစ်ပါတယ် new layer တည်ဆောက်ဖို့အတွက်ကျွန်တော်ဝင်လိုက်တဲ့အောက်ဘာနာပုံစံလေးကိုတစ်ချက်လောက်နှိပ်လိုက်ဒါဆိုရင် new layer 1ဆိုတာတစ်ခုပေါ်လာမှာဖြစ်ပါတယ်အဲ့ new layer ပေါ်လာတာနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဘောင်းလုပ်ဖို့အတွက်ဒီအောက်က၄တောင်ပုံလေးကိုတိုးလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဘောင်း design ကိုဆွဲလိုက်ပါနော်ဘာလို့ကျွန်တော်ဘောင်း design ရပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်သွားမလဲ edit သွားမယ် edit သွားပြီးတော့ shape သွားမယ် shape ကိုနှိပ်လိုက်တာနဲ့သူကဒီလိုမျိုးဘောင်းတစ်ခုပေါ်လာမှာဖြစ်ပါတယ်ဒီမှာဘောင်းရဲ့ဒီဘောင်းပေါ်တော့ white ဆိုတော့ဘောင်းရဲ့အကျယ်ဝန်းပါဘယ်လိုလဲဆိုတော့အထူပါပါဒီကဘောင်းကိုကျွန်တော်တို့ဘယ်လိုမျိုး color နဲ့ထားမှာလဲကျွန်တော်ကဒီ color နဲ့ပဲကြိုက်တဲ့အတွက်ဒီ color နဲ့ပဲ okay လို့ဖြည့်လိုက်တယ်နောက်ပြီးဒီအောက်မှာ3ခုမှာအစုံဆုံးက insert ဆိုတာကိုကျွန်တော်တို့လည်းအမှတ်ပေးထားလိုက်မယ်နောက်ပြီး okay လို့ဖြည့်လိုက်ဒါဆိုကျွန်တော်တို့ဘောင်းတစ်ခုရလာမှာဖြစ်ပါတယ်နော်ဘောင်းတစ်ခုရလာပြီဆိုရင်ကျွန်တော်တို့ keyboard က control D ကိုနှိပ်လိုက်ပါဟို select ပြနေတဲ့နေရာ control D နှိပ်ပြီးတာပြိုင်နဲ့ control T ဆိုတာလေးကိုတစ်ချက်နှိပ်လိုက် control T နှိပ်တယ်ဆိုတာဘောင်းကိုကျွန်တော်တို့အကြီးသေးချက်မှာဖြစ်ပါတယ်နော်ကျွန်တော်အကြီးသေးမချက်ချင်တော့ဘောင်းကိုပို့လှည့်ထားခြင်းလို့ထားမှာဖြစ်ပါတယ်နော်ပို့ထားခြင်းလို့ထားလို့ရပါတယ်ပြီးပြီဆိုတော့ကျွန်တော် enter ကိုခောက်လိုက်ပါနော် enter ခောက်ပြီးပြီဆိုတာနဲ့ကျွန်တော်ဘာလုပ်မလဲဒီပေါက် layer 1လေးမှာပဲကျွန်တော်တို့တွေ keyboard က control လေးကိုနှိပ်ထားရင်လည်းတစ်ချက်လောက် click လိုက်ပါဒါဆိုလို့ကျွန်တော်တို့ select ကဒီလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ choose ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါနော် choose ဆိုတာနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဒီကျွန်တော်ရွေးချယ်ထားတဲ့ဒီမှာ save ဘုံနဲ့အပေါ်က color ဥစ္စာနဲ့တိုးသွားရှိပါတယ်ကျွန်တော် save ဘုံပုံစံလေးကိုရွေးပြီးတော့ကျွန်တော်တို့ကဒီမှာအပေါ်မှာ white ဖြူအောင်လေးကိုရွေးပေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်တို့အပြင်ဘက်နော်ဘောင်ရဲ့အပြင်ဘက်ကိုတစ်ချက်လောက် click လိုက်ဘောင်ရဲ့အပြင်ဘက် click ပြီးဆိုတာကျွန်တော်တို့ပါကျူကိုပြန်နှိပ်မယ် keyboard ပေါ်ကကျူကိုတစ်ချက်ပြန်နှိပ်မယ်နော်ကျူနှိပ်ပြီးဆိုတာကျွန်တော်ဘာလုပ်မလဲဆိုရင် keyboard ပေါ်က control ရယ် shift key ရယ် I ရယ်ကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်သူကခုနကအတွင်းဘက်မှာဘောင်တစ်ခု select ဘောင်လေးတစ်ခုပေါ်နေလို့ပြင်မှာလဲ select ဘောင်တစ်ခုပေါ်လိုက်တော့ကျွန်တော်တို့ control ရယ် shift ရယ် I ရယ်ကိုနှိပ်လိုက်တဲ့အခါကျတော့အပြင်ဘောင်ကပျောက်သွား
နော်အပြင်ပေါင်ပေါက်ပြောက်သွားပြီဆိုတာလည်းကျွန်တော်တို့ခုနကမျက်လုံးလေးမိတ်ထားတဲ့ကျွန်တော်တို့ new layer လေးကိုကျွန်တော်တို့ကအမှား copy layer လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲအောက်ဆုံးကကျွန်တော်ပြထားတဲ့အဝိုင်းပုံစံတိုးလေးဒီဘက်ကတိုးလေးကိုကျွန်တော်နှိပ်မှာဖြစ်ပါတယ်နှိပ်လိုက်ကျွန်တော်ဘောက်တစ်ခုလေးကဘေးနားမှာအစွန်းလေးဖြစ်လာမှာဖြစ်ပါတယ်ဖြစ်လာပြီဆိုလို့ကျွန်တော်ဘာလုပ်မလဲမျက်လုံးမိတ်ထားတဲ့နေရာလေးကိုမျက်လုံးပွင့်အောင်ချက်ပြနေတယ်အောက်ဆုံးမျက်လုံးပွင့်အောင်ပါပွင့်သွားပြီဆိုတာနဲ့တပြိုင်တည်းခုနကကျွန်တော်တို့အောက်က layer 1ဆိုတဲ့နေရာမှာကျွန်တော်တို့တွေကနှိပ်ဖို့အတွက် control လေးကိုတစ်ချက်နှိပ်ထားပြီးlayer 1ဆိုတဲ့နေရာလေးကိုတစ်ချက်ကလစ်လိုက်ပါအဲ့ဒါဆိုရင်ဒီလိုမျိုးလေးဆက်လက်ပြသွားမှာဖြစ်ပါတယ်ပြသွားပြီဆိုတာနဲ့ကျွန်တော်တို့ကျူကိုတစ်ချက်နှိပ်ပါနှိပ်ပြီးပြီဆိုတာနဲ့ဘောင်ရဲ့အတွင်းပိုင်းကိုခုနဆေးပုံးလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ black ဖြစ်အောင်လည်းပဲကျွန်တော်တစ်ချက်ကလစ်ပြီးရင်ကျူကိုတစ်ချက်ပြန်နှိပ်နော်ဒါဆိုရင်ကျွန်တော်တို့တွေကဒီလိုမျိုးဆက်လက်ပြထားတဲ့ဥစ္စာဖြစ်နေကျွန်တော်တို့ကဒီ layer 1ကိုတစ်ချက်သွားမယ်ဆက်လက်ပြမယ်ပြပြီးရင် alt key ရဲ့ delete ရဲ့ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ဒီကဘောင်ကခုနလိုမဖြစ်တော့ဘူးကျွန်တော်တို့ view ထားတဲ့ဘောင်ပြန်အောင်ဖြစ်သွားမှာဖြစ်ပါတယ်ဖြစ်ပြီးရင်နောက်ပြီးရင် control ရဲ့ d ရဲ့ကိုတစ်ချက်ထပ်နှိပ်ပါဒါဆိုလို့ရင်ကျွန်တော်တို့လုပ်တဲ့ဘောင် design နဲ့ပုံတစ်ပုံရပါတယ်နော်ဘောင် design နဲ့ပုံတစ်ပုံရပြီဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ဒီ၃ခုကိုကျွန်တော်တို့တွေကဆက်လက်ပေးရမယ်ဆက်လက်ပေးပြီဆိုတော့ကျွန်တော်ဘာလုပ်မလဲ control ရဲ့အနှုတ်လက္ခဏာရဲ့တစ်ချက်နှိပ်လိုက်နှိပ်ရင်ကျွန်တော်နောက်စနစ်နဲ့ဆက်သွားပြီနောက်ပြီး control T ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင် shut ရဲ့ alt ရဲ့ key ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးဆွဲပေးမယ်နော်နည်းနည်းဆွဲပြီးကိုလိုကျွန်တော်တို့ထားမယ်နော်ထားပြီးပြီဆိုရင်ကိုလိုချင်တဲ့ပုံစံရပြီဆိုလို့ချင်းဘာလုပ်မလဲနှစ်ခောက်မယ်ဟုတ်ပြီကျွန်တော်ပြီးပါပြီဒီဥစ္စာကတော့ဒီဥစ္စာဘောင်ဒီဇိုင်းထွင်တဲ့အတွက်ဒီဘောင်ဒီဇိုင်းကတော့ပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေကကိုရေးချင်တဲ့စာကိုလည်းကျွန်တော်တို့ရေးလို့ရတယ်တီကိုထားမယ်ကိုရေးချင်တဲ့စာဒီဇိုင်းရွေးမယ်ဟုတ်ကျွန်တော်ကအခုဒီစာဒီဇိုင်းနဲ့ရွေးမယ်ဆိုတော့ဒီမှာ color ရွေးမယ် color ကိုထားခြင်းနဲ့ color ကိုထားလို့ရတယ်အပြီး okay နော် okay ပြီးရင်ကျွန်တော်တို့ရဒီဘောင်ကိုကျွန်တော်တို့တွေကဘာလုပ်မလဲဘောင်ကိုကျွန်တော်တို့တွေကနည်းနည်းရိပ်ရောင်ဖော်ခြင်းလဲဆိုဘောင်ပေါ်ဖို့အတွက်ဘောင်နေရာကိုတစ်ချက်နှိပ်မယ်အဲ့ဒီလိုမျိုးပေါက်နှစ်ချက်နှိပ်လို့ရင်ဒီလိုမျိုးပေါက်ပေါ်လာမှာဖြစ်ပါတယ်ပေါ်လာရင်ဒီမှာကိုယ်လေးလိုက်ချိန်လို့ရတယ်ကျွန်တော်ကရိပ်အောင် draw ကိုနှိပ်မယ်နှိပ်ပြီးကျွန်တော်တို့တွေကဒီမှာနည်းနည်းလိုက်ချိန်ပေးမယ်ကျွန်တော်ဒီမှာ130ထားမယ်နော်ဒီမှာနည်းနည်းဒီထားမယ်ဒီမှာရိပ်အောင်ပဲထားမယ်ဆိုတော့ဒီဇိုင်းနောက်ပြီး okay ရပြီကျွန်တော်တို့ခုနကစာရေးမယ်ဆိုတော့ကျွန်တော်စာရေးကြည့်အောင်နော်စာ mg c.com ဟုတ်ပြီကျွန်တော်တို့စာရေးပြီးသွားပြီစာရေးပြီးသွားစေစာကိုကျွန်တော်တို့ထားမယ်ကြည့်အောင်စာနေရာကိုကျွန်တော်တို့အရောင်ကိုပြင်ဖို့အတွက်သွားမယ်သွားပြီးတော့ကျွန်တော်တို့သွားပြီးတော့စာအရောင်ပြင်မဲ့နေရာကိုကျွန်တော်သွားမယ်နော်ကိုပြင်ချင်လို့လုပ်ရတယ်ကိုလုပ်ချင်လို့လုပ်လို့ရတယ်โอเคဒါဆိုလို့ရင်ဒီသင်ခန်းစာအပိုလေးကိုကျွန်တော်အားလုံးပဲနားလည်နိုင်မယ်လို့ယုံကြည်တယ်နော်ခုတော့ဒီဥစ္စာကတော့ဒီလောက်ပါပဲအားလုံးပဲကျွန်တော်လည်းသွားမယ်ဖိုင်ရသွားမယ်စိတ်အဲ့လောက်ဒီမှာနာမည်ပေးမယ်ဒီမှာရွေးပေးမယ် JPEG ဆိုပြီးရွေးပေးမယ်စိတ်ရလောက်โอเคကျွန်တော်စိတ်ရလောက်တဲ့ပုံကိုတစ်ချက်ကြည့်အောင် โอเคအားလုံးပဲ
ဒီပို့လေးကိုနားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲမင်္ဂလာပါ